အာဆင်နယ်အသင်းချိန်ဆွဲကစားရေးကိစ္စပေါ်သူ့အမြင်ကိုပြောပြလာတဲ့အလန်ရှီယာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဘရိုက်တန်ကိုတကူကိုမရှိနဲ့နိုင်ခဲ့တဲ့ပွဲမှာအာဆင်နယ်တို့အချိန်ဆွဲခဲ့တယ်ဆိုတဲ့နီးပြဖေဘီယန်ဟူဇယ်လာရဲ့ဝေဖန်မှုကိုပရီးမီးယားလိဂ်ကနဝင်တိုက်စစ်မှုအလန်ရှီယာကပြင်းပြင်းထန်ထန်ပြန်လည်ပြောဆိုလိုက်ပါတယ်ဒီပွဲမှာဘူကာယိုဆာကာရဲ့သွင်းဂိုးနဲ့အတူအာဆင်နယ်ကနိုင်ပွဲရခဲ့တယ်လို့တစ်ဖက်မှာလည်းမန်စီးတီးကနော်တင်ဂမ်ဖော်ရက်စ်နဲ့2 ဂိုးစီတည်ရကြခဲ့တာကြောင့်ဂန်နာတို့ဟာဇယားထိပ်မှာ9မှတ်အထိဖြတ်ပြီးဦးဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ပွဲပြီးမှာဟူဇဲလာကအာဆင်နယ်ရဲ့ကစားပုံပေါ်မကြေမနက်ဖြစ်နေပြီးဂိုးသမားဒေးဗစ်ရာယာဟာခဏလဲကျနေပြီးစေကူးသားမှုခံယူနေတာကိုလည်းအချိန်ဖြုံးတာလို့ဆွဆွဲဝေဖန်ခဲ့ပါတယ်။ဟူဇဲလာကဒီနေ့ပွဲမှာဘောလုံးကိုတကယ်ကစားဖို့ကြိုးစားတာဆိုလို့တသင်းနဲ့ပဲရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ဒီခန်းထဲမှာရှိတဲ့လူတွေကိုမေးကြည့်လိုက်စမ်းပါဒီပွဲကိုကြည့်ရတာပြောရလားလို့အာဆင်နယ်ပရိသတ်တယောက်လောက်ပဲလက်ထောင်ကျင်ထောင်လိုက်မယ်။ကျန်တဲ့သူတွေကတော့လက်ထောင်ကြမှာမဟုတ်ပါဘူး။ပရီးမီးယားလိဂ်အနေနဲ့ဒါရီကိုကန့်သက်ချက်တွေလုပ်တင်နေပါပြီ။နောင်ကြရင်ဘယ်လိုတွေဖြစ်ကုန်မလဲမတွေးတတ်ပါဘူး။တခြားပွဲတွေမှာဘောလုံးငွေနဲ့ရှိနေတဲ့အချိန်ကမိနစ်60ရှိပေမဲ့အာဆင်နယ်နဲ့ကစားရင်တော့မိနစ်50ပဲရှိပါတော့တယ်။10မိနစ်တောင်ကွာသွားတာပါ။ဒါဟာပရိသတ်တွေပတ်စံပေးပြီးကြည့်ရတဲ့အရာမဟုတ်ဘူးလေ။ကျွန်တော်ဒိုင်လူကြီးကတော့အပြစ်မတင်ပါဘူး။ဘာလို့လဲဆိုတော့အချိန်ဖြုံးလို့ဆိုပြီးဂိုးသမားကိုအဝါကက်နဲ့ကက်နဲ့ထုတ်ဖို့ဆိုတာဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာမို့သူလည်းဘာလို့ရမှန်းမသိဖြစ်မှာပေါ့။အဲ့ဒါကြောင့်ပဲစီးမြင့်နေကန့်သက်ချက်တွေလိုအပ်တာပါဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ဒီပုံမှာလန်ရှီယာကဟုတ်ပါတယ်ကျွန်တော်နားလေပါတယ်။ပွဲပြီးချင်းအချိန်ဆိုတာနီးပြားတစ်ယောက်အတွက်စကားပြောဖို့အဆိုးရွားဆုံးအချိန်ပါပဲ။အထူးသဖြင့်ရှုံးထားတဲ့အချိန်ဆိုရင်ခေါင်းထဲမှာအရာရာကရှုပ်ထွေးနေပြီးကိုတကယ်မဆိုလိုတဲ့အရာတွေဒါမှမဟုတ်နောင်တရမယ့်အရာတွေကိုပြောမိတတ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ပရိသတ်တွေကတော့ဟူဇဲလာဘာထင်နေဂယူးဆိုင်နေမှာမဟုတ်ပါဘူး။အာဆင်နယ်ဘယ်လိုကစားခဲ့လဲဆိုတာသူတို့ဂယူးမဆိုင်ပါဘူး။သူတို့လိုချင်တာကနိုင်ပွဲရဖို့ပဲလေ။အာဆင်နယ်ပရိသတ်တွေကဒီပွဲကိုကြည့်ပြီးပြောခဲ့ကြမှာပါ။ရလက်ကိုလည်းကျေနပ်နေကြမှာပါ။ဟူဇဲလာကတော့သူ့အသင်းကလုံးတင်းသလောက်မလုံးနိုင်ခဲ့လို့ပြောမှာမဟုတ်ဘူးပေါ့။သူတို့က16ပွဲမှာ3ပွဲပဲနိုင်ထားတာလी။သူဟာတခြားအသင်းကြောင့်ပြောနေတာထက်ကိုယ်အသင်းကိုပဲအာရုံစိုက်တာပိုကောင်းပါလိမ့်မယ်။ဒါတွေကအာဆင်နယ်ရဲ့အမားမဟုတ်ပါဘူး။ရာသီကုန်လို့သူတို့သာချန်ပီယံဖြစ်ခဲ့ရင်သူတို့ဟာလိမှာအကောင်းဆုံးအသင်းဖြစ်ဖို့နီလန်ရှာတွေ့သွားတာပါပဲ။အာဆင်နယ်ပရိသတ်တွေကတော့သူတို့သာချန်ပီယံဆုကိုရခဲ့မယ်ဆိုရင်တခြားသူတွေဘာပြောတစ်စက်4000ဂယူးစိုက်နေမှာမဟုတ်ပါဘူးဆိုပြီးပြောဆိုခဲ့ပါတယ်။ဂယ်ရီလိုင်နီကလည်းရှီယာရဲ့အမြင်ကိုထောက်ခံလိုက်ပြီးအာဆင်နယ်ပရိသတ်တွေအနေနဲ့တခြားနီးပြတွေနဲ့ပရိသတ်တွေရဲ့အမျိုးမျိုးပြောဆိုမှုတွေကိုစိတ်ပူနေဖို့မလိုဘူးလို့ဆိုလိုက်ပါတယ်။ကျွန်တော်မှအာဆင်နယ်ပရိသတ်တငယ်ချင်း1 ယောက်ရှိပါတယ်။ကျွန်တော်တငယ်ချင်းဘရီယက်ဆိုရင်အာဆင်နယ်ကိုတစ်သက်လုံးအားပေးလာတဲ့သူပါ။သူကကျွန်တော်ကိုစာပို့ပြီးဘာလို့လူတိုင်းကငါတို့ကိုဝိုင်းပြောနေကြတာလဲဘာလို့ငါတို့ကိုဒီလောက်မုန်းနေကြတာလဲလို့မေးပါတယ်ကျွန်တော်ကတော့ဒါကိုချီးကျူးစကားလိုပဲတတ်မှတ်လိုက်ပါလို့သူ့ကိုပြန်ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ခင်ဗျားတို့ကသူတို့အတွက်ချင်းချောက်မှုတစ်ခုဖြစ်နေလို့သူတို့အဲ့လိုလုပ်နေကြတာလीတချို့အာဆင်နယ်ပရိသတ်တွေကဒါကိုပုဂ္ဂိုလ်ရေးအရာခံစားနေရတယ်လို့ထင်ပါတယ်ဒါပေမဲ့သူတို့သာချန်ပီယံဖြစ်သွားရင်တော့မနာလိုတဲ့သူတွေကလွဲလို့ကျန်တဲ့သူတွေစီမှာချီးကျူးမှုတွေအကုန်ရမှာပါဒါကြောင့်အခုရရှိထားတဲ့အခြေအနေကိုသာပျော်ပျော်ကြီးခံစားလိုက်ပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်ဆိုပြီးလိုင်နီကာကပြောဆိုသွားခဲ့ပါတယ်